မင်္ဂလာပါ welcome to Release and Rise Part 1ပါဒီ Part 1မှာကျမတို့ guided journaling ပြုလုပ်သွားပါမယ်ဒီ guided journaling ကိုလုပ်သွားတဲ့အချိန်မှာကျမဘက်ကမေးတဲ့မေးခွန်းတွေရှိတယ် worksheet လည်းရှိပါတယ်အဲ့ဒီ worksheet ကိုလည်း download လုပ်ထားတဲ့ link ရှိပါမယ်เนาะသင်စီမှာ worksheet ရှိပါလိမ့်မယ်အဲ့ဒီ worksheet ထဲမှာကျမမေးတဲ့မေးခွန်းတွေတောက်လျှောက်ကျမမေးတဲ့ guided journaling တွေနဲ့အတူတူမေးအဖြေတွေကိုဖြေသွားကြပါမယ်ဒီလိုဖြေတဲ့အချိန်မှာသင်ကိုယ်သင်စိတ်ရှိပါမလောပါနဲ့အဖြေတွေရဖို့ကိုမလောဘဲနဲ့အချိန်ယူပါအချိန်ယူရဲလို့ကျမပြောတာကဘာဖြစ်လို့လဲဆိုတော့တခါတလေသင်ကအခုမှဒီလိုမျိုး guided journaling စလုပ်တယ်ဆိုရင်သင်မေးတဲ့မေးခွန်းတွေကိုသင်ကိုယ်သင်အဖြေကိုရဖို့ကိုအချိန်ယူရပါမယ်အဓိကကဘာလဲဆိုတော့သင်အတွင်းစိတ်ကလာတဲ့အဖြေကိုသင်ကိုယ်တိုင်ရှာဖွေဖို့အတွက်အချိန်ပေးတာပါဒီလိုမျိုး guided journaling လုပ်ခြင်းအဖြစ်သင်ကိုယ်သင်ယုံကြည်မှုတွေရလာတယ်အထူးသဖြင့်ပါလဲဆိုတော့သင်ပြောတဲ့စကားကိုသင်ကိုယ်တိုင်နားလည်လာတယ်နားထောင်တတ်လာတယ် spiritual journey ကိုရှောင်လန်းနေဆိုတာကအဓိကကကျမတို့ရဲ့အတွင်းစိတ်ကစကားတွေမသိစိတ်ထဲမှာပုံရှို့နေတဲ့အရာတွေကိုပြန်လဲပြီးတော့တူးဆွနိုင်ဖို့အတွက်ဒီလိုမျိုးမသိစိတ်ကပုံရှို့နေတဲ့အရာတွေကိုတူးဆွပြီးတော့ဘဝမှာသင်နဲ့တကယ်ကို align ဖြစ်တဲ့ journey တစ်ခုသင်အတွက်အောင်မြင်မှုဆိုတဲ့ journey ကိုသင်ကိုယ်တိုင်ပြန်ရှာခြင်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေအတွင်းစိတ်ကိုပြန်လဲထုတ်ဖော်တဲ့ဒီလိုမျိုး guided journaling တွေလုပ်ခြင်းအဖြစ်သင်ကိုယ်သင်ပို့ပြီးတော့နားလည်လာပါလိမ့်မယ်။ဒီလိုမျိုးနားလည်လာမှုဆိုတာကလည်းအချိန်လိုအပ်ပါတယ်။နောက်တစ်ခုကကျမဒီလိုမျိုး part 1ကိုလုပ်တယ်ဒီ guided journaling လုပ်တာက part 1မှာဒုတိယတစ်ဆင့် part 2မှာကျမတို့ forgiveness journey ရှိပါတယ် forgiveness guided meditation လုပ်သွားကြပါမယ်ဒီ forgiveness guided meditation ကိုလည်းမတက်ပါနဲ့အဓိကကကျမ introduction video မှာပြောခဲ့တဲ့အတိုင်းပဲ orders ဒီအရင်အရေးကြီးပါတယ် guided journaling က part 1 part 2ကတော့ forgiveness ဒီနှစ်ခုကိုပြီးတော့မှပဲ part 3ကိုတက်ပါ guided journaling လုပ်ရတာကပြင်ဖို့ကောင်းတယ်ထိုင်ပြီးတော့ meditation ပဲလုပ်ချင်တယ်ဆိုရင် spiritual journey ဆိုတာ meditation တခုလည်းထိုင်လုပ်နေလို့မရပါဘူးကျမတို့ရှောင်ပြေးနေတဲ့ကျမတို့ရဲ့ version ကိုပြန်လဲတွေ့ရှိဖို့အတွက်ဒီ guided journaling တွေလုပ်ရတာပါဒီတိုင်းထိုင်ပြီးတော့ spiritual journey မှာ meditation လေးပဲလုပ်နေရုံ manifestation ပဲလုပ်နေရုံနဲ့ဘဝကမပြောင်းလဲပါဘူးတကယ်တမ်းလည်း spiritual journey ကိုရှောင်နေတာမဟုတ်ပါဘူး spiritual trend နောက်ကိုလိုက်နေချင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမဒီထဲမှာပေးထားတဲ့ guided journaling part 1ကိုအရင်လုပ်ပါတကယ်လို့ part 1ကိုလုပ်ရတာသင်အတွက် challenging ဖြစ်တယ်အဖြေတွေကတော်ရုံနဲ့ရှာမတွေ့ဘူးဆိုရင် part 2မှာရှိတဲ့forgiveness meditation ကိုလုပ်ပါဒီ forgiveness meditation ကိုလုပ်ပြီးသွားတဲ့အခါမှာ part 3ကိုမတက်ပါနဲ့အောင် part 1ကိုပြန်လာခဲ့ပါ part 1မှာကျမနဲ့အတူတူလုပ်ထားတဲ့ guided journaling မှာ worksheet ထဲမှာကျမမေးထားတဲ့မေးခွန်းတွေအကုန်ဖြေပြီးတော့မှပဲဖြေနိုင်တော့မှပဲ part 1နဲ့ part 2ဆောင်မိုးရဲ့အောင်တယ်လို့ကျမဘက်ကသတ်မှတ်ပါတယ်ဒါကြောင့်မလို့သင်သည် ready for part 3ဖြစ်ပါတယ်ဒါကိုကျမဘာဖြစ်လို့ပြောရလဲဆိုတော့လေတော်တော်များများက spiritual journey မှာ manifestation ဆိုရင်ရန်လုပ်ချင်ကြတယ် manifestation meditation ဆိုရင်ဘာဖြစ်လို့လဲဆိုတော့စိတ်ရဲ့တာယာမှုနောက်ကိုလိုက်တာပဲ manifestation ဆိုတာဘာဖြစ်လို့လဲဆိုတော့စိတ်ကူးထဲမှာတော့ချမ်းသာနေကြတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့ဘဝမှာမချမ်းသာကြတဲ့လူတွေအများကြီးပဲစိတ်ကူးရှင်လိုက်ရင်ချမ်းသာတာကမှန်ပါတယ်ဒါလည်းကောင်းပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာကျမတို့ shadow work တွေလုပ်เสียရရှိသေးတယ်ယောဂလေးထိုင်လို့ရုံ meditation လေးထိုင်လို့လိုက်ရုံနဲ့ကျမတို့ healing ဖြစ်သွားတာမဟုတ်ဘူး healing happens when you take different action မတူညီတဲ့ action တွေကိုယူတဲ့အခါမှာတကယ် healings ကဖြစ်သွားတာပါထိုင်ပြီးတော့ meditation လုပ်ရုံဒီလုပ်နေတာဒီ preparation for the mind ပဲဖြစ်ပါတယ် so meditation is just preparation for the mind မှာတကယ်အနှစ်သာရကတကယ် part 1မှာရှိတာပါ1မှာလုပ်သွားမယ်guided journaling ရဲ့ process ကိုအရင်ဆုံး overview ရှင်းပြပါမယ်ဒီ guided journaling ဒီလွန်ခဲ့တဲ့3လမှာသင်ဘယ်လိုနေထိုင်ခဲ့လဲဆိုတာကိုပြန် reflect လုပ်ပြီးဒီ3လအတွင်းမှာသင်မကြိုက်တဲ့သင်ရဲ့ pattern တွေရှိမယ် old pattern တွေလို့လည်းပြောလို့ရတယ်ဒီ old patterns တွေ old habits တွေသင်ကိုယ်သင်ဖြည့်ဆည်းကြောင်းမှန်မသိဘဲနဲ့ destructive pattern တွေလုပ်နေမယ်ဒါတွေကိုပြန်ပြီး reflect လုပ်သွားကြပါမယ်ဒါကြောင့်မလို့လဲ spiritual လုပ်တယ်ဆိုတာကကိုအရန် honest ဖြစ်ရတယ်လို့ပြောတာပါသင်ရှောင်ပြေးနေတဲ့တခါတလေကျမတို့အမားလေးတွေလုပ်ခဲ့တာရှိမယ်ကိုရှက်လို့ကိုမတွေ့ရတဲ့ version ကိုထိုင်ပြီးတော့ဟဲ့လာနင့်ကိုငါတွေ့မယ်နင့်ကိုငါဆုံးမမယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ကျမတို့ထိုင်ပြီးတော့
သူဘလို့တွေလုပ်ခဲ့လဲသူဘလို့တွေနေခဲ့လဲလွန်ခဲ့တဲ့3လမှာသူဘဝကိုဘလို့နေထိုင်ခဲ့လဲဘလို့မျိုးအမားတွေလို့ရဲဆိုတာချက်တင်သွားချင်တဲ့လမ်းတင်ဖြစ်ချင်တဲ့အိမ်မက်တွေကိုအထောက်အကူမဖြစ်တဲ့အကျင့်တွေ action တွေလုပ်ရက်တွေကိုဘယ်လိုလုပ်ခဲ့လဲဆိုတာကို reflect လုပ်သွားကြပါမယ်အဲ့လိုမျိုး reflect လုပ်တဲ့အခါမှာကျွန်မပထမဆုံးစာမျက်နှာမှာကျွန်မပေးထားတယ် moment 1 moment 2ဆိုရင်တချို့တွေက reflect လုပ်တာက pattern တွေအများကြီးထွက်လာလိမ့်မယ်အမရဲ့ကိုမကောင်းတဲ့အကျင့်တွေဒါကတော့ကျွန်မမကောင်းတဲ့အကျင့်ဆိုတာထက်ရွေးချယ်မှုပေါ့နော်ကိုသွားချင်တဲ့လမ်းနဲ့ align မဖြစ်တဲ့action တွေကိုယူရတယ်ဆိုရင်အမရဲ့ဒီဟာတွေကိုလုပ်နေမိတယ်3ခုတောင်မကဘူးဆိုရင်ခြာရေးပါ3ခုမကလည်းဒီမှာကျွန်မစာရွက်အလွတ်ပေးထားပါတယ်အဲ့ဒီအလွတ်ထဲမှာခြာရေးလို့ရပါတယ်ဒါပေမဲ့ကျမတို့သွားမဲ့ journey ဒီအရာတွေအားလုံးကိုတခါတည်းနဲ့လက်လွတ်လိုက်ရမယ်လို့ကျွန်မမဆိုလို့ဘူး it is the process ပါဥပမာအားဖြင့်ဒီနှစ်မှာသင်က weight ချမယ်တကယ်ကို sexy ဖြစ်တဲ့ခန္ဓာကိုယ်လေးရဖို့အတွက်ကိုလေ့ကျင့်ခန်းလုပ်မယ်ဆိုပြီးတော့ target ထားခဲ့တယ်ဒါပေမဲ့အခုချိန်မှာလေ့ကျင့်ခန်း gym လည်းမသွားဘူးသို့မဟုတ်လဲ yoga လည်းမလုပ်ဘူးလေ့ကျင့်ခန်းလည်းမလုပ်ဘူးအစားအသောက်တွေပဲစားနေတယ်ဆိုရင်သင်ရဲ့ destructive pattern ဒီအစားအသောက်တွေစားနေတာဖြစ်မယ်သို့မဟုတ်ပြီးရင်gym မသွားဘဲနဲ့ရုပ်ရှင်တွေထိုင်ကြည့်တာသို့မဟုတ်လဲတငယ်ချင်းတွေနဲ့ရှောက်သွားနေတာသင်ဒီနှစ်အတွက်သတ်မှတ်ထားခဲ့တဲ့goals တွေနဲ့ align မဖြစ်တဲ့ action တွေကိုသင်ယူနေတာဖြစ်မယ်ဒါသည်သင်ရဲ့ destructive pattern ဖြစ်နေမယ်အဲ့တော့ဒါကိုချရေးဖို့အတွက်ပါနောက်ထပ် နံပါတ်2ကိုပြန်ကြည့်ပေးပါနံပါတ်2ကကြတော့ဘာလဲဆိုတော့ကျမတို့အဲ့ဒီအရာတွေလုပ်နေတဲ့အချိန်မှာဘယ်လိုမျိုးခံစားရလဲအဲ့ဒီအရာတွေကိုဘာကြောင့်လုပ်နေလဲအဲ့ဒီအရာတွေလုပ်နေတဲ့အချိန်မှာကျမတို့ဘာကြောင့်မလို့ဒီအရာတွေဟာကျမတို့သိတယ်ဒီအရာတွေဒီကျမတို့ကိုဖြတ်စီရလုပ်နေတယ်တကယ်သင်ရဲ့ goals ကကြတော့ခန္ဓာကိုယ်လေးတောင်းတင်းလေးနဲ့ပဲဖြစ်ဖြစ် sexy ဖြစ်လာဖို့အတွက်ပိန်သွားဖို့အတွက်ပဲဖြစ်ဖြစ် healthy ဖြစ်တဲ့ခန္ဓာကိုယ်ရဖို့အတွက်ဒါပေမဲ့တကယ်တမ်းစားနေတဲ့အစားအစာတွေကကြတော့ healthy မဖြစ်ဘူးဆိုတာကိုအုံနောက်ကသိပေမဲ့အကျင့်တစ်ခုနဲ့ဖြစ်နေဒီအကျင့်တွေဟာဘယ်ကလာလဲဘာကြောင့်မို့လို့လဲဒီအကျင့်တွေလုပ်နေတာကဒီအကျင့်တွေကဘယ်ကလာလဲဆိုတာထက်ဘာဖြစ်လို့လဲဆိုတော့အကျင့်ဆိုတာက suddenly ဖြစ်လာတာမဟုတ်ဘူးငငယ်လေးတည်းကကျမတို့သင်ယူခဲ့ရတဲ့ပုံစံငငယ်လေးတည်းကရလာတဲ့first down ဖြစ်လာတာကျမတို့မိဘတွေသို့မဟုတ်လဲပတ်ဝန်းကျင်အတိုင်းဝိုင်းကနေပြီးတော့ it is okay ဆိုတဲ့ပုံစံတွေနဲ့ရလာတဲ့ပုံစံတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီအကျင့်တွေလုပ်နေတဲ့အချိန်လွန်ခဲ့တဲ့3လကဒီအကျင့်တွေလုပ်နေတဲ့သင်ရဲ့ overversion နဲ့ထိတ်တိုက်တွေ့ပြီးတော့သူ့နေသွားကြပါမယ်။ဘာဟဲ့နင်ဘာဖြစ်လို့ဒါကိုလုပ်နေတာလဲဆိုတာကိုဒီလိုမေးတဲ့အခါမှာလည်းအပြစ်တင်တဲ့ပုံစံနဲ့မမေးပဲသူ့ရဲ့လုပ်နေတဲ့လုပ်ရက်တွေသူဘာဖြစ်လို့ဒီလိုမျိုးလုပ်နေလဲဆိုတာကိုနားလည်ဖို့အတွက်သူ့ကိုနားလည်ချင်လို့လုပ်တယ်သူ့ကိုနားလည်ချင်လို့အခုလို guided journaling လုပ်တယ်ဆိုတဲ့ intention ထားပြီးတော့ကြည့်လို့သွားကြပါမယ်။နောက်ဆုံးစာမျက်နှာကိုကြည့်ပေးပါနောက်ဆုံးစာမျက်နှာသို့မဟုတ်နောက်ဆုံး part 3မှာကျွန်မရေးထားတာကလည်းဒီလိုပဲအဲ့လိုမျိုးလုပ်ပြီးတဲ့အခါမှာ okay you are ready to meet your old version ဒီလိုနဲ့သင်တဖြည်းဖြည်းနဲ့သင်ကိုသင်တွေ့လာပြီလွန်ခဲ့တဲ့3လကသင်ဒီလိုတွေလောက်လာတယ်ဒီလိုမျိုး version old version ဆိုတာကိုသင်တဖြည်းဖြည်းနဲ့သိလာပြီဆိုရင်အဲ့ဒီသိတဲ့ version ကိုပဲသင်ကိုယ်တိုင်ထိတ်တိုက်ရင်ဆိုင်ဖို့အတွက် ready ဖြစ်ပါပြီဆိုတာကိုဝန်ခံပြီးတော့ဒီ part 1ကို close လုပ်လိုက်ပါမယ်ပြီးရင် part 2ကိုဆက်သွားကြပါမယ် so ဒါကကျွန်မ overview ပြောပြတာပါ so တကယ်အလုပ်တွေဆက်လုပ်ကြရအောင် part 1 guided journaling ကိုစလုပ်နိုင်ပါပြီ